မင်္ဂလာပါတသားမိမိတို့ရေဒီတစ်ခါတီတီမီပြောပြပေးမယ်ပုံမြင်လေးနာမည်ကတော့ဝတ်သူရဲ့ကောင်းလေး၃កောင်နဲ့ဖက်ရှင်ကြတော့ဝင်ပလွေကြီးတခါတော့ကဝတ်မမေကြီးနဲ့ဝက်ကလေး၃កောင်တောအုပ်လေးထဲမှာနေထိုင်ကြတဲ့ကွယ်တီတီကဝက်ကလေး၃កောင်နဲ့အရင်မိတ်ဆက်ပေးပါမယ်ဒါလေးကတော့ဝက်အငယ်ဆုံးလေးပေါက်စာစကားများပြီးမြဲမြဲဆန်းဆန်းအလုပ်ပြီးခြင်းသူလေးဒုတိယဝက်ကလေးကတော့ချစ်စာတဲ့အနုပညာဆန်းပြီးအလှပကြိုက်သူလေးပေါ့တတိယတစ်ယောက်ကတော့ဝက်ကလေးထက်စာသတိကြီးပြီးစနစ်တကျရှိသူလေးပေါ့ဒီနေ့မှာဝက်မေမေကြီးက သားတို့ကြီးမမီပြောတာကိုဂျင်းကိုလာပြီးနားထောင်ပါအောင် ဟာဟာလာပြီမမေကျွန်တော်အမြန်ဆုံးပြေးလာတာ ဝက်ကလေးတွေအားလုံးဆုံဆုံညင်ညင်ရောက်လာကြတာပေါ့ကွယ် မင်မေကျွန်တော်ပတ်ဦးရဲ့လေစလာရဲ့ လှပါရဲ့သားရဲ့ဒါပေမဲ့တတိထားဖို့တစ်ခုရှိတယ်ဟိုဘက်တော်ဆက်မှာ fashion ကြတဲ့ဝင်ပလွေဂျင်မီဆိုတာရှိတယ်သူကဗိုက်စာလာရဲ့ဘသူအိမ်ကိုမဆိုမှုတ်ချလိုက်တတ်တယ် ။အိုး fashion ကြတဲ့ဝန်ဘလူးကြောက်စရာရင်တော့မမေ ဟုတ်တယ်ဒါကြောင့်သားတို့အားလုံးကိုယ့်အိမ်ကိုစောက်ပြီးဘေးကင်းအောင်နေကြရမယ်ခံခန့်အောင်စောက်ဖို့ကအရေးကြီးဆုံးပဲနော် ဝက်ကလေးများအားလုံးကဒီအစီအစဉ်ကိုသဘောတူညီလိုက်ကြပါတယ် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ မ မ မေ မေခိုင်ကအောင်စောက်ရမယ်ဆိုတော့အချိန်မကုန်မမြင်မြင်ပြီးအောင်စောက်ရမယ်ဒီနူးညံ့တဲ့ကောက်ရိုးတွေနဲ့စောက်လိုက်တာတနာရီအတွင်းပြီးပြီလွယ်လိုက်တာဗျာ ချစ်စာလေးကတော့သူ့အိမ်အတွက်တစ်ကိုင်းတေးသေးလေးများကိုပန်းလေးတွေနဲ့တွဲချီနေတဲ့ကွယ် ဟဲ့ကျွန်တော်အိမ်ကတော့အလှဆုံးဖြစ်ရမယ်ဒီတစ်ကိုင်းလေးတွေနဲ့ချောင်းစုံပန်းလေးတွေနဲ့အလှစင်မင်းစစ်စရာကောင်းတဲ့အင်္ဂလိပ် ခက်စားတစ်ယောက်ကတော့ကြောက်တုံးကြီးများကိုတွန်းပြီးတစ်လုံးချင်းစီနေလေရဲ့ ။ဟိုးအချိန်တော့တော်တော်ပေးရတယ်။ပင်မလိုက်တာ။ဒါပေမဲ့ဒီမှာကြောတဲ့ကြောက်တုံးတွေနဲ့စောက်လာတဲ့အိမ်ကိုတော့ဘယ်သူမှလာပြီးဖျက်လို့မရဘူး ထက်ဆာမင်းကအဲ့ဒီလောက်အားထုတ်เสียမလိုပါဘူးဝန်ဘလူကဘယ်လာမှမလို့လဲ ။စကားမများနဲ့ပေါက်စတတိထားတာအကောင်ဆုံးပဲ အဲ့ဒီလိုပြန်ပြောလိုက်တာပေါ့ကွယ်ဒီနေ့မှာတော့ဝင်ပလွေချင်းမီတယောက်နေကာမြင့်မှန်တက်ကပေါက်စားရဲ့ကောက်ရိုးအိမ်ရှိကိုရောက်လာတာပေါ့ကွယ် ဟဲ့ငါပိုက်စားတီးလုံးတန်တွေမြည်နေပြီဒီအင်္ဂလိပ်ကပါလေစားဖို့မကောင်းဝင်မဲ့ချက်ပြရတော့ပြောစရာကောင်းပါပဲ မလာနဲ့နော်ဝန်ဘလူကျွန်တော်အိမ်လေးကိုမဖြစ်ပါနဲ့ ဘလို့လို့မဖြစ်ရမှာလဲကောင်းလေးရာငါရဲ့စူပါပါဝါမောက်ထုတ်ချင်းစွမ်းအားကိုပြရအောင်မေ ကောက်ရိုးအိမ်လေးပြိုလဲသွားပြီးလေထဲပြန်ဝဲသွားတော့တယ်ပေါက်စားလည်းထွက်ပြေးရတာပေါ့ကွယ် လွေလိုက်တာဟ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 ာ ဒီလိုနဲ့ပေါက်စားနဲ့ချစ်စာတစ်ကိုင်းအိမ်လေးတွေရောက်လာကြတော့တယ် ငါ့အိမ်လေးကတစ်ကိုင်းလေးတွေနဲ့စောက်ထားတာဆိုတော့အခိုင်မာပါ လင်မီတယောက်တစ်ကိုင်းအိမ်ရှိရောက်လာတာပေါ့ကွယ် ဝိုးတန်းလေးတွေနဲ့အင်ကလှလိုက်တာဒါပေမဲ့မခိုင်ဘူးငါရဲ့မော်ဒန်ဆန်နဲ့အသက်ရှူနှုံးနဲ့မှုတ်ချလိုက်မယ်ဟာ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  တစ်ကိုင်းအိမ်လေးလည်းပြိုလဲသွားပြီးပန်းပွင့်များလေထဲဝဲသွားတာ ဟာ ပေါ့ကွယ် ဟာ ချစ်စားနဲ့ပေါက်စားလည်းပြေးရင်ဝက်ကလေး၃កောင်ကြောက်တုံးအိမ်နဲ့ရောက်သွားကြတော့တယ် ။ Okay ဒီမှာဘေးကင်းတယ်။ငါအိမ်ကိုဘယ်သူမှမှုတ်ချလို့မရဘူး အဲ့ဒီလိုနဲ့ဝင်ပလွေချင်းမီတယောက်ကြောက်တုံးအိမ်ကရောက်လာတယ် ဟေးဒီအင်ကြီးကဘာလဲပုံစံကရိုးလိုက်တာငါရဲ့စူပါပါဝါမှောက်ထုတ်ခြင်းတွေနဲ့မှောက်ပြစ်မယ် ဂျင်မီတယောက်မှုတ်ထုတ်တော့လဲကြောက်တုံးအိမ်ကလုံးဝမလုပ်ပဲသူတော်တော်လေးမောဟိုက်သွားတယ် ဘာလဲအင်ကိုမဖြတ်နိုင်ဘူးလားလူစိုးကြီးဘိုက်စာနေတာမဟုတ်လားဒီအိမ်ထဲကိုဝင်ဖို့တခုတည်းတော့လမ်းကခေါမိုးပေါ်ကမိခိုးခေါင်းနိုင်ပဲရှိတယ်နော် ဂျင်မီတယောက်နေကာမျက်မှန်ကိုတက်လိုက်ပြီး အေးလာပြီငါရဲ့ရှိုးတိုက်စင်းတဲ့စတိုင်ကိုပြန်ရအောင်မေးခေါင်းတိုင်ကနေစင်းပြီးမင်းတို့အားလုံးကိုဖမ်းမယ် ။ကဲနည်းနည်းလုံးကြမယ်
အချွေးပပူတွေထည့်ထားရင်တဲ့အုပ်ကိုမိဖို့အပ်ကိုချထားလိုက် ဝက်ကလေးများကအချွေးပူပူတဲ့အိုးကိုနေရာချထားလိုက်တော့တာပေါ့အဲ့ဒီအချိန်မှာဂျင်မီတယောက်ပြုတ်ကြတဲ့အတန်ဝုန်းဆိုပြီးအကျယ်ကြီးထွက်လာတာပေါ့ကွယ်ဂျင်မီတယောက်ခေါင်းနိုင်မော်ကိုအပြေးလွှာပြန်ခုန်တက်သွားတော့တယ် အချွေးပူပူကန်နဲ့ခုံဆွင်းသားတဲ့ဝင်ပလေကြီးတီတော့ကီ နောက် တော့ တစ်ခါဘယ်တော့မှကြောက်တော့အင်ကိုမဖြတ်တော့ပါဘူး အားထုတ်မှုနဲ့တတိရှိမှုကအမြဲတမ်းအကျိုးရှိစေတယ် လှပတဲ့အိမ်လေးကမခိုင်ခန့်ရင်အလကားပဲ နောက်တစ်ခါဆိုငါလဲကြောက်တုံးတွေနဲ့ပဲစောက်တော့မယ် ဝက်ကလေး၃ကောင်လဲဝင်ပလွေကြီးရန်ကလွတ်သွားကြလို့ပျော်ရွှင်စွာလက်ချင်းချိတ်ကကားကုန်နေကြပါတော့တယ်ကွယ်သားသားမီမီတို့လည်းဒီပုံပြင်လေးကိုနားထောင်ပြီးတဲ့နောက်အလုပ်တစ်ခုခုလုပ်မယ်ဆိုရင်မြန်မြန်ပြီးဖို့ထက်တေချာစဉ်းစားပြီးလုံလောက်ဝိရိယထားကစ조사လုပ်ကြရအောင်နော်